လောကမှာမှားယွင်းသောကံဟာတန်တရာမှာကိုယ်အလှည့်ပြန်ရောက်လာတဲ့အခါမှာပူလောင်စွာခံစားရတာရတယ်နော်ဒါကြောင့်မကောင်းတဲ့ကံတရားမကောင်းကျိုးပေးဖို့ကောင်းတဲ့ကံတရားကောင်းကျိုးပေးဖို့လေဘုရင်တို့ဟောဖို့